ရှိရောအရှိသေးမိဝဲစီကနေယူစေတောင်းမယတနာမိဖာများနဲ့ဆရာသမားကိုပူဇော်လေဆန္ဒကိုပိဆက်ဆံရဲ့မျောတွေသုံးချပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေကုသိုလ်ပညာဥစ္စာရဖို့တရားရည်သာအမြဲနဲ့ရှိရတဲ့ကြောမြူရဲ့ဘူးကောင်းမှုအထူးရှိပါစေမိမိကိုယ်ကိုကောင်းလေလို့မသိစေနဲ့ချောင်းသေးလေနိုင်စာကိုပေးနေထိုင်ရင်မျောတွေးသုံးချက်ပဲအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေမကောင်းမြတ်တာဟုမကောင်းမှုတဲ့ဟုတည်းများကိုကြားမတွေ့ခင်ကရှောင်ကြည်လေတွေ့ကြုံနိုင်ရင်မလို့ကျူနဲ့အပြည့်ကဲအောင်လုပ်ပါဝေဤသေးကိုဝေဖြူစုရေးတော်ရတော့ရံပေအဲ့ဒါမှဗုဒ္ဓဝါဒကပ္ပမင်္ဂလာတွေ